ဆိုရင်ကျွန်တော်တို့ပသိမ်မြို့မှာ breakfast ဆွဲပြီးလို့ဒီဆိုင်ထဲမှာ breakfast ဆွဲပြီးလို့ကျွန်တော်တို့ငွေဆောင်ဆက်တန်းကြရမှာဖြစ်ပါတယ်နော်တင်ကြတော့စတဲ့ကြော်ဖြတ်တော့မှာဖြစ်ပါတယ်ဝေဆောင်ခီးတဲ့ဒေတူမှာဝေဆောင်သားတဲ့ထောက်ပါနေနော်ဥဆိုရင်တော့ဝေဆောင်ခီးကိုဒေတူသားတဲ့ထောက်ပါလာပါပြီနောက်မှဘိုက်ကားကြီးနဲ့ဝေဆောင်စတဲ့ထောက်ပါလာပြီဘုံတက်ကုန်းစင်းနေစတော့မယ်ကျွန်တော်တို့ငွေဆောင်တက်နေကြဖြစ်ပါတယ်ငွေဆောင်တက်ဖို့29မိုင်6မိုင်ဆိုတော့20နဲ့တမိုင်အဲ့လိုပါတော့အခုဆိုရင်တော့ကျွန်တော်ဒီမှာဘိန်းကဂီယာပြတ်သွားကျွန်တော်တို့ရဲ့ဆရာဆိုးပါရှစ်ဂီယာမှာပြက်ဆရာဆိုးပြင်ပေးနေတာဖြစ်ပါတယ်ရှစ်ဂီယာပြတ်သွားဆွေစုံရဆရာတော့မပေါင်းဆွေစုံရဆရာဆိုထက်ပြောတန်ကိုမှခဏနိုင်နေမပြင်းနေတာဖြစ်ပါတယ်ဆိုရင်လမ်းမှာကျွန်တော်ကလေးတွေကိုလက်ဆောင်ပေးဖို့ဒါဘားစီကနေကောင်းရင်းတို့တွေဝင်ဝယ်နေတာဖြစ်ပါတယ်တော်တလန်းပြီးတယ်ရဖြစ်ပါတယ်။ဒါစပြီးတက်နေပါပြီ။ဒေတူမှာဒီလိုတော့ဝေဆောင်ကျွန်တော်တို့ဆက်ဖြုတ်နေတာဖြစ်ပါတယ်။မဲလိုက်ကားနဲ့ဒီမှာခဏအမောပြေနဲ့ချန်ရီတောင်းနေကြဖြစ်ပါတယ်။ဒီမှာတော့တောင်တန်းကြီးကိုရှေးတောင်တန်းကြီးတွေတက်ရင်ဟုတ်မောပြေဒီဆိုင်ကြီးမှာချန်ရီဝင်တောင်းတာ။အားယူနေတယ်။ချန်ရီတောင်းတယ်ဒီဝေးရရဖြစ်ပါတယ်ခရီးလေးနားမှာကျွန်တော်ဝေးလာပြီးတော့ဘုံတက်တာဘုံတက်မှာဖားလာနေတယ်ရှင်းတော့နားနေနားတော့ဖမ်းဖြေတယ်ကဲခဏဒီပါခွာတယ်ခွာကိုကျွန်တော်ထပ်ပြီးတော့ဖြုတ်ရမှာ
အိုးတောင်ကုန်းကြီးတွေထက်ကြော်မှာကျွန်တော်ရောက်မှာဖြစ်ပါတယ်တောင်ကုန်းကြီးတွေကြည့်လိုက်ပါဦးဒီမှာတစ်ပြည့်ပါမရဘူးထက်ကြော်အောင်ဘုရားပြည်သားအများတော့မှာတပီအားကုန်နေရ3 2 1မိမတောင်ပြကျင်တယ်လို့ပြောနေတယ်ရပြီโอเคပါဆက်ပြီးတော့သွားနေရောဒီမိုင်းနိုင်တဲ့မှာနားမလားတဒါမနှွဲနဲ့နှွဲမင်းနဲ့လွဲမင်းနဲ့နောက်မှာကားကြီးပါနော်တက်ဘေးကကားကြီးပါတယ်ကျွန်တော်တို့မှာသွားနေတဲ့မိုးလက်ဆောင်ပေးခြင်းလို့ဆိုပြီးပြန်ထည့်လာဖြစ်ပါတယ်ကျွန်တော်တို့ vlog ထဲထည့်လိုက်ဒီဗီဒီယို thank you ရဲနော် vlog ထဲထည့်လိုက်ဒီပဲကျွန်တော်အားတင်ရတယ်နားပြီးထုတ်တော့goodbye thank you အခုဆိုရင်တော့ကျွန်တော်တို့မုတ်တွေလက်ဆောင်အာဟာရအားပြည့်အောင်လို့မုတ်လေးလက်ဆောင်ပေးရဖြစ်ပါတယ်မုတ်လေးပြောတတ်တယ်ခုလောက်ထောက်ပြီးစားပြရတယ်ပြောတော့ဒါလည်းအေးမတာကဲဒီမုတ်လေးပါလာပြီးတာနော်လုံးဝအားနာဘူးတော့ကောင်းနော်အခုတော့ဒီမုတ်လေးလှည့်ပြီးလာပေးရဖြစ်ပါတယ်Thank you. Bye. Thank you. ဒီမုတ်လေးပါမုတ်လေးကျွန်တော်လာပေးတာပါနောက်တိုင်းကဲဆက်ထုတ်ကြပါ let's go ကျွန်တော်ရဲ့ကောင်းလေးဖြစ်ပါတယ်ကောင်းလေးဖြစ်ပါတယ်ခင်ဗျအခုတော့တွန်းပြီးတက်နေပါတယ်ခင်ဗျဒါဘိုက်ကားကြီးအခုချိန်မှာအနားယူတဲ့အချိန်မှာတော့တက်လာတဲ့ဂုံးလေးဟောမဖြစ်တာဟုတ်ဘိုးဆိုရင်ကျွန်တော်ဒူးပြုံးမတက်နေရတာဂုံးလေးကုန်းရှိပါပြီဟိုးနောက်မှာ၄ယောက်ကျန်နေဘူးဒီမတက်လာသေး73မိုင်နဲ့2ဖာလုံးမှာဂုံးနေရများဘူးဆို73မိုင်နဲ့2ဖာတော့ရောက်လာပါပြီဘူးဆိုမှဘယ်ရောက်လဲသွားကြည့်လိုက်တာဟိုမှာနားနေကြတယ်ဟုတ်ဘူးမှာကျွန်တော်တောင်းအောက်ပတ်ကြည့်ပါတော့ရှောက်တက်စားကြတောက်ကြပါတယ်ဒီမှာအပွဲတွေနားလေးခံလိုက်ရာစင်းလေး
လွဲမင်းနဲ့လွဲမင်းနဲ့လွဲမင်းနဲ့ကြိတ်တာကြိတ်တာတဲမယ်ဥဆိုရင်တော့ဘုံကအောက်ကနေလည်းတက်လာပါတယ်အဲ့ဒါကိုနောက်တစ်စက်ကနေနောက်တစ်စက်တက်ကမယ်ကိုကြည့်ပါဦးဗျအားလုံးတော့သင်တွန်းတဲ့သူတွေရှိနေပါပြီသိုးလေးတက်ပါတယ်စောင်းလေးတက်ပါတယ်ခင်ဗျအဗန်ဂျာကြီးနဲ့မှာစပင်းရလူပြန်စီးနေပါပြီကားပါတယ်တော့ကားပါတယ်အဆင်ပြေလားအဲကျွန်တော်ပြပြောမယ်ကဲလို့ဒါ motivation စောင်းနေဝင်ပြီးတော့တက်နေတယ်မနေ့တက်နေရပါတယ်ကဲဟိုနောက်တစ်ချက်တက်ကြည့်ပါနောက်မှာဘယ်လိုလဲစပင်းရလူပြန်စီးနေပါပြီဟိုအောက်မှာတောင်းဝုန်းလောက်နေနေအောက်မှာကျွန်တော်တို့မှာဘုံစင်းမှာဘိန်းပေါက်လို့ဘိန်းဖာနေရဖြစ်ပါတယ်ဘိန်းပေါက်တော့တာယာပါပွင့်ထော်ပါဒီဘိန်းဒီလေးဘိန်းပေါက်လို့ကျွန်တော်ဒီနာဒီအိမ်လေးမှာပြင်ပြလေတို့ဘိုက်လေးငါလေတို့ဘိုက်ငါရွေးကျွန်တော်ဒီမှာပြန်ဘိန်းပြန်ဖာရတယ်တော့မိုဒီပေးနေတာဖြစ်ပါတယ်မိုဒီပေးလိုက်ပါဦးထပ်ပြီးတော့ကဲခုဆိုတော့ကျွန်တော်တို့တော့ဂုံတက်ဂုံချင်းနဲ့ဖြုတ်လာတာနည်းနည်းပန်းတော့ခဏတော့ဒီမှာ10မိနစ်တော့နားရတယ်ဝင်ပြီးတော့ညလောက်ကြာပါတော့ဒီနားနေပြီးတော့ဘယ်ထိသွားမလဲဆိုတော့ဒီမှာတောင်အောင်လောက်နေကြော်ရင်းနဲ့ကျွန်တော်ဒီမှာတောင်နေရှိတောင်ဝင်ရှိနားမှာရှိအဲ့တောင်ဝင်ဟိုရှိရမှာဒီတောင်ဝင်အဲ့တောင်ဝင်ကြီးကြော်တော့မှာတောင်နေနဲ့ချိန်မှပြတ်တော့ပါလေချိန်မှပြတ်တော့ချိန်ညံတက်နေတာဆိုတာတိုက်ပွဲပါဟုတ်ကဲ့ position နဲ့ပြန်ချင်အောင်ပါ
ပြင်ဖို့အတွက်အကုန်ဆုံးဒီမျိုးဆောင်ဖြည့်နေတာ energy ဝင်ဖြည့်နေတာ ဒီလေအရက်ပန်းလာဒီကမပြောအဲ့နိုင်ကြီးပြင်းနေတာပဲဖြစ်ပါတယ် ကိုရှိမှတောင်းနိုင်ဒီတောင်းနိုင်ကြီးဖက်ကြော်ပြီးတော့မှပြင်နေခြင်းကိုရမှာဖြစ်ပါတယ်။ဟုတ်တယ်။မိုင်း10မိုင်းကျော်လာပဲလို့ဒီရဆုံးနေပြီဒီရဆုံးနေဒီရဆုံးနေဒီရဆုံးနေပြီဒီကောင်ကနောက်မှတယောက်ကဲနေလို့ဆန်နွေးလိုက်ကြကျွန်တော်တို့နေနဲ့အားတင်းပြီးဇွဲနဲ့နင်းလာကြတာဖြစ်ပါတယ်ဇွဲနဲ့နင်းနဲ့ကျွန်တော်တို့ဝေးဆောင်ရောက်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Narat Cycling Crew ကနေပြီးတော့ဝေဆောင်ကမ်းခြေကိုရောက်ရှိလာပြီးရေကစားခြင်းဖြစ်ပါတယ်ခင်ဗျာ